ဩစရာကောင်းတဲ့တဘာဝစေလျှို့ဝှက်ချက်တစ်ခုကိုမျှဝေပေးရစီမိဘုတ်တံပြာကြီးပြုလုပ်နေပါပြင်ဆင်မဲ့ပစ္စည်းများလက်ဆက်သောတံမြာသည်မိဖို့ဒါမှမဟုတ်မိစာဓာသေးသေးဒါမှမဟုတ်တံပြာညှစ်ဆက်ဇွန်းတစ်ခုစားအနေငယ်ပြုလုပ်နည်းအစဉ်စဉ်မိပူပေးခြင်းတံမြာသည့်အလုံးကိုဓာတ်ရိုက်မိမွေးထားသောမိဖို့ပေါ်တင်ဒါမှမဟုတ်မိချင်းနှင့်ကင်တကဲ့သို့လှည့်ပတ်အပူပေးပါအခွန်မှာမိခိုးရောင်အယောင်ပြောင်းလာပြီးနန်းတင်းသေးလေးထွက်လာသည့်အထိမိနစ်အနည်းငယ်ပြုလုပ်နိုင်ပါတယ်ဤအဆင့်ကတံမြာရည်ကိုပုံမထွက်စေပြီးအာနိတင်ကိုပိုအားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်နှစ်ခွဲခြားညှစ်ယူခြင်းအပူပေးထားသောတံမြာကိုအနှဲငယ်အေးသွားပါကအချမ်းခွဲလိုက်ပါပြီးရင်တံမြာသီးကိုညှစ်၍အနှစ်ရည်များကိုဇွန်းထဲထည့်ယူပါနွေးနွေးလေးနဲ့အနံ့ကပုံမလက်ဆက်ပါတယ်သုံးစားထည့်ခြင်းဇွန်းထဲရှိတံမြာရည်ထဲသို့စားစစ်အနှဲငယ်လက်ဖက်ရည်ဇွန်းတစ်ရှစ်ပိုင်းခန့်ထည့်ပါစားကဘက်တီးရီးယားတွေကိုတိုက်ခတ်နိုင်စွမ်းရှိသလိုချွဲတလိပ်ကိုကျဲပါစေပြီးအလွယ်တကူဟပ်ထုတ်နိုင်အောင်ကူညီပေးပါတယ်တောက်သုံးနည်းပြင်ဆင်ပြီးတော့ဤတဘာဝချောင်းဆိုးစေးကိုဓာတ်ရိုက်တောက်သုံးနိုင်ပါတယ်။ဒီနေ့ကိုနှစ်3ချိန်ခန့်တောက်သုံးပေးနိုင်ပြီးချောင်းဆိုးသက်သာမှုကိုချက်ချင်းခံစားရနိုင်ပါတယ်။အံ့ဖွယ်အကျိုးကျေးဇူးများတလိပ်အမြန်ပြောစားနှင့်တမယာရီဓာတ်စာကလေချောင်းနဲ့ရင်ဘတ်ထဲကချွဲတလိပ်ထူထပ်မှုကိုအမြန်ဆုံးပျော်ဝင်သွားစေပါတယ်။တဘာဝအတိုင်းဘေးကင်းဓာတုဆေးဝါးမပါအိမ်မှာအလွယ်တကူရနိုင်သောပစ္စည်းများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ဗီတာမင်ကကျွဲဝတမယာရီကကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပါသေးတယ်။နှစ်ချက်ဤနည်းသည်ရိုးရာဆေးနည်းတစ်ခုဖြစ်ပြီးပြင်းထန်သောယောဂလက္ခဏာများအတွက်မဟုတ်ပါယောဂခံရှိပါကဆရာဝန်နှင့်အရင်တိုင်ပင်ပါဒီလိုရိုးရှင်းပြီးအစွမ်းထက်တဲ့တဘာဝနည်းလမ်းလေးကိုသင်ဆန်းကြည့်ခြင်းပြီလားအိမ်သားတွေမိတ်ဆွေတွေကိုလည်းမျှဝေပေးလိုက်ပါနော်